အားလုံးပဲမြင်လာပါ Smart Work Candy Channel လေးပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုဒီနေ့မှာတော့ဒီ intermittent fasting နဲ့ exercise နဲ့ပေါင်းပြီးတော့တစ်လခွဲတွင်ဒီလိုခန္ဓာကိုယ်ကနေပြီးတော့ဒီလိုခန္ဓာကိုယ်ဘယ်လိုပြောင်းလဲပြီးတော့ဝေးချခဲ့လဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်။ဒါမဲ့ဒီဗီဒီယိုကလူတိုင်းမိခင်တွေကိုယ်တိုင်မိခင်တွေနဲ့ဒီယောဂကန်ရှိတဲ့လူအရန်ပိန်တဲ့လူတွေအတွက်မဟုတ်ပါဘူး။အမျိုးဆုံးပေါ့နော်ဒီ weight ချရမယ်ဆိုလို့ရှိရင်အပိုင်း၃ပိုင်းခွဲလိုက်တယ်ပေါ့နော်။ကိုကအစားရယ်အတောက်ရယ်အနေထိုင်ရယ်ပေါ့နော်။အစားနဲ့ပတ်သက်ပြီးတော့ကိုကဘာတွေစားမလဲလို့ပြောခင်မှာခင်ကြီးဘာမစားလဲဆိုတော့ပြပြချင်ပါတယ်။ခင်ကြီးအချိုလုံးဝမစားပါဘူးဒီတစ်လခွဲတွင်မှာပြီးတော့ဒီအစီအစိမ့်ကြော်အလော်ပြီးတော့မြန်မာဟင်းတွေပေါ့နော်အဲ့ဒါကို80%ဖြတ်လိုက်ပါတယ်20%လောက်ပဲစားရပေါ့နော်အကုန်လုံးတော့မဖြတ်နိုင်လို့မဖြတ်ဘူးအဲ့တော့ကိုစားချင်တာလဲကိုစားတယ်ကိုစားတင်တာလဲကိုစားတယ်ပြီးတော့ကိုရအောင်ပေါ့နော်ဒီတစ်လခွဲတွင်မှာရအောင်လဲ weight ကိုချနိုင်ခဲ့တယ်ပေါ့နက်စာကိုမနက်10နိုင်ဆိုလို့ရှိရင်အုပ်ရယ်ပေါ့နော်အုပ်ရယ်ဒီကျုပ်လုံးရယ်ကို9မိနစ်လောက်ကြိုပြီးတော့ပြားရည်နဲ့ချီယာစီးနဲ့စားလိုက်တယ်ပေါ့နော်မနက်စာကိုမနက်10နိုင်မှာအဲ့တစ်မျိုးပဲစားပါတယ်ပြီးတော့နေ့လည်ရောက်လို့ရှိရင်လည်းပေါ့နော်ဒီအယိုးပြုတ်ရည်ပေါ့နော်ဘာအသားပဲဖြစ်နေပါစေအယိုးပြုတ်ရည်တက်တာရိုးပဲဖြစ်ဖြစ်ဒီလန်ရိုးပဲဖြစ်ဖြစ်ပေါ့နော်အိမ်မှာတော့ဝတ်သားပဲစားတဲ့နေ့တွေများရယ်ပေါ့နော်အဲ့တော့ဝက်နံရိုးများရယ်ဝက်နံရိုးရယ်ပြီးတော့ဒီ carrot တွေပြီးအရွက်တွေအဲ့ဒါတွေအကုန်လုံးထည့်ပြီးတော့ဟင်းရည်တပကံလုံးလိုက်တယ်ပေါ့နော်အဲ့ဒီဟင်းရည်ကိုဒီတပကံလုံးယူအပြည့်စားလိုက်တယ်ပြီးတော့ဘိုက်ထက်စားရဲဆိုလို့ရှိရင်အရွက်ကြော်ပေါ့နော်အရွက်ကြော်နည်းနည်းထက်စားလိုက်တယ်ပေါ့နော်အဲ့တော့အရင်ဘိုက်တင်းအောင်မစားဘူးဘိုက်စားပြေတက်တာယုံလေးပဲစားရပေါ့နော်အဲ့ဒါတော့နေ့လည်စာစားတယ်နေ့လည်စာကို12နာရီစားရပေါ့နော်ညစာကျတော့4နာရီစားတယ်အဲ့မှာလဲညစာပဲအများကြီးစားတယ်အများကြီးစားတယ်ဆိုတာကကျတော့ညနေစာကိုကျတော့အဲ့လို portion များစားရတာ calorie များတဲ့ဟာစားရတာကြိုက်တယ်ပေါ့နော်နေ့စာအဲ့လိုမျိုးဝတ်သားပေါင်းလို့ထမင်း portion တော်တော်များရပေါ့နော်ထမင်းရဲ့အဲ့လိုအရွက်ကြော်ရဲ့အသားရဲ့စားရပေါ့နော်ဒီလိုအဲ့ဒါမှဘိုက်စားသေးရဆိုလို့ရှိရင်ကျုပ်ပြုတ်ပေါ့နော်ကျုပ်ပြုတ်ကိုကာပဲစားရပေါ့နော်အနစ်မစားဘူးကျုပ်ပြုတ်နှလုံးထက်စားရပေါ့နော်ဒီလို intermittent fasting က20လေးရှိရဆိုနေခင်ကကျတော့16-8ပဲလုပ်တယ်ဘာလို့လဲဆိုတော့20လေးကကျတော့ကိုကတသက်လုံးလည်းမလုံးနိုင်ဘူးကိုမပြုံး20လေးကိုလုံးမယ်လို့ကိုပြုံးမှာမဟုတ်4နာရီတွင်ပဲစားရဆိုပေါ့နော်အဲ့တော့ခင်ဒီကကျတော့မနက်10နာရီကနေပြီးတော့ညနေ4နာရီခွဲလို့အပြီးစားရဆိုတော့6နာရီ9နာရီအတွင်းကိုတရားလုံးစာအစာကိုဒီစားပြီးတယ်မနက်စာနေ့လည်စာညစာကိုစားပြီးရပေါ့နော်တေချာတစ်ခုကတော့ဒီ3ရက်လုံးပေါင်းတဲ့အချိန်မှာကယ်လိုရီ2000မကျော်ဘူးပေါ့နော်ကယ်လိုရီ2000မကျော်ခင်စားတယ်ပြီးလို့ရှိရင်တကယ်လို့ဒီ16-8ကရမ်းကြ8နာရီအတွင်းမှာစားရဲ့ဘယ်အချိန်စားလို့ရရဲဆိုရင်ခင်ကတော့6နာရီကျော်လို့ရှိရင်တော့စားသိချင်မှာဘူးဘာဖြစ်လို့လဲဆိုတော့6နာရီကျော်တဲ့အချိန်မှာကိုယ်လက်လှုပ်ရှားမှုတွေလူတွေကကိုယ်လက်လှုပ်ရှားမှုတွေနည်းသွားကြပြီပေါ့နော်အဲ့ဒီအချိန်မှာကယ်လိုရီအရင်များတဲ့ဟာတွေစားလို့မသင့်တော့ဘူးပေါ့နော်ဒီလိုဘိုက်စားရဲ6နာရီကျော်သွားလို့ဘိုက်စားရဲကိုယ်စတင်လုပ်ချင်းမှဆိုလို့ရှိရင်မခံနိုင်ဘူးဆိုလို့ရှိရင်ပြုတ်ပေါ့နော်ပြုတ်စားလို့ရတယ်ရွက်ကြော်စားလို့ရတယ်ဒီလိုအသီးစားရဲဆိုလို့ရှိရင်လည်းဒီအသီးတို့ဘာလို့ရှောင်ပြီးတော့ပေါ့နော်အဲ့လို kiwi တို့မကလာတီးတို့အဲ့လိုမျိုးလေးစားပြီးလို့ရပါတယ်ပြီးတော့ဒီ cucumber တို့အဲ့လိုမျိုးလည်းစားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပဲစားပါတယ်ဒါတော့အစားနဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်ပါတယ်ပြီးတော့အတောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တခြားဘာအချိုရည်မှထွေတူလုံးဝပုံမှန်လဲတောက်လေးမရှိဘူးတောက်ရဆိုလို့ရှိရင်နည်းနည်းပဲတောက်တယ်ပေါ့နော်အဲ့လိုကျတော့ coconut water အုံးရည်ပေါ့နော်အုံးရည်ပဲတောက်တာများတယ်အုံးရည်ရဲ့ coffee ရဲ့နှစ်ခုပဲတောက်တယ်အတောက်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ lifestyle မှာလည်းအဲ့လိုတောက်လေးတော့မရှိတော့ခါကျကိန်းတော့ထွေတူခက်ခဲရမျိုးမရှိဘူးဒါပေမဲ့ဒီ coffee ကကျတော့တောက်လဲဆိုမနက်ပိုင်းမှာမနက်စာအုပ်စားပြီးရဆိုလို့ရှိရင်ကိန်းကကျတော့မနက်စာစားပြီးလို့ရှိရင် black coffee ပေါ့ black coffee တောက်တယ်ပြီးလို့ရှိရင်နေ့လည်စာစားပြီးရချိန်ကြလို့ရှိရင်တကယ်လို့ကိန်းကကျတော့ဥမာဒီဟင်းရည်ပေါ့နော်ဟင်းရည်တစ်ခွက်တောက်လို့ဘိုက်စားရဆိုလို့ရှိရင်တစ်ခါလေးမှာအုံးရည်တောက်ပါတယ်အရန်ဘိုက်ပြည့်ရမြန်နဲ့အဟားလည်းရှိရလို့ထင်လို့ပေါ့နော်အဲ့တော့အုံးရည်တောက်တယ်နည်းတော့ bloating ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အုံးရည်ကိုသူကကျမကြီးအုံးရည်ဆိုတာရှိရပေါ့နော်ချင်တဲ့ပုံစံမျိုးအဲ့ဟာလေးပဲတောက်ပေါ့နော်အုံးရည်တောက်တယ်ဒီလောက်ပါပဲဒါပေမဲ့တခုတော့ရှိရကျတော့ကပူချီနိုအရန်ကြိုက်တယ်ပေါ့နော်ကော်ဖီမှာဆိုကပူချီနိုကိုဆူချရတဲ့အနေနဲ့တစ်ပတ်ကိုနှစ်ခွက်လောက်တော့တောက်တယ်ပေါ့နော်ကပူချီနိုဖြတ်လို့တော့မရအောင်ကပူချီနိုတော့
ဖို့လည်းစီစဉ်မရှိဘူးပေါ့နော်ကပူချီနိုနှစ်ခွက်တောက်တယ်အဲ့တော့တစ်ခါလေကြောက်လို့ရှိရင်မှာကိုကညဆိုလို့ရှိရင်ကယ်လိုရီများတဲ့ဟာစားလိုက်မိရဲ့အချိန်မှာညတာစားပြီးလို့ရှိရင်နောက်တစ်နာရီလောက်နေလို့ရှိရင်ဟာပေါ့ခါကြရင်9နာရီ6နာရီလောက်နေလို့ရှိရင်ကပူချီနိုတစ်ခွက်တောက်တယ်ပေါ့နော်ကယ်လိုရီတော့အရင်များရပေါ့နော်400-500လောက်တော့ရှိနေတယ်တဲ့ကပူချီနိုတစ်ခွက်တောက်တယ်ဒါမှမဟုတ်လည်း black coffee တစ်ခွက်တောက်တယ်ပေါ့နော်ဒါပေမဲ့ကင်ကတော့ဒါကိုကြံ့မပေးဘူးပေါ့နော်တောက်ဖို့ကိုကဘာဖြစ်လို့တောက်လဲဆိုတော့ဘာဖြစ်လို့တောက်လဲဆိုတော့စိတ်ပျော်လို့တောက်တာပေါ့နော်ပြီးတော့ကိုကကျတော့ညတစ်ကောင်ထားတောက်လို့ရှိရင်တော့မှအိပ်ပျော်တဲ့လူဆိုတော့လေအဲ့တော့ coffee ကိုအရင်ကြိုက်တဲ့လူလို့ဘယ်ချိန်တောက်လဲအိပ်ပျော်တယ်အဲ့တော့တောက်တယ်ပေါ့နော်ဒါပေမဲ့တေချာတစ်ခုတော့6နာရီကျော်လုံးဝရေရလို့ဘာမှမစားဘူးပေါ့နော်ဘာမှမစားဘူးကျွန်တော်ဆိုရင်တွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမနက်10နာရီကနေပြီးတော့အစားရောတောက်ရောပေါင်းရင်မနက်10နာရီကနေညနေ6နာရီဆိုတာဂိတ်ကုန်ပဲပေါ့နော်ဒီ8နာရီအတွင်းမှာပဲစားတယ်6နာရီကျော်သွားရင်လုံးဝမစားတော့ဘူးပေါ့နော်နောက်နေ့မနက်10နာရီမှမနက်စာခက်စားရဲပေါ့နော်အမှန်တော့ပေါ့နော်မနက်စာများများစားနေ့လယ်စာမနက်စာများများစားပြီးတော့နေ့လယ်စာညစာကိုနည်းနည်းစားကောင်းတယ်ဒါပေမဲ့ခင်ဗျားကျတော့ဗာလဲညစာကိုစားရတာကိုကြိုက်တယ်ပေါ့နော်အဓိကတော့ကိုကဒီအမြောင်းတွေပါထွက်အောင်လုပ်မှာမဟုတ်ဘူးကိုကဝိတ်ကြသွားရင်ကြည့်ကောင်းအောင်လုပ်ပဲကိုရေစစ်သွားရအောင်လုပ်ပဲဆိုတော့တိတ်ပြီးတော့လည်းအဲ့လောက်ကြီးလည်းမကြည့်ဘူးပေါ့နော်ကြည့်လို့ကောင်းရင်ပြီးတာပဲပြီးတော့ဒီညစာအများကြီးစားတာအစီအရန်ဘိုက်အစီအရန်ကိုချခတ်တယ်ပေါ့နော်ဟိုလေးချိန်ရလုပ်တယ်ဆိုလို့ရှင်တော့မှညစာပိုးရှင်းစားတာများတဲ့အတွက်ကြောင့်မလို့ဒီဘိုက်ကကြတော့ကြားဖို့တော်တော်ပို့ပြီးတော့ခတ်သွားမယ်ပေါ့နော်အဲ့တော့ညစာကိုဖြစ်နေလို့ရှိရင်တော့အရင်ထမင်းမစားတာအကောင်းဆုံးပဲ။ညကျသူများနဲ့ပြောင်းပြန်သူများတွေကနေလေစာမလက်စာကိုထမင်းစားညစာကြော်စားကိုကညစာပူစားတာပေါ့နော်။အဲ့လိုညစာပူစားတာတောင်မှဝေးကတလခွဲအတွင်းမှာဒီလိုပိန်လေးဖြစ်တယ်ပေါ့နော်။ဒီတလခွဲအတွင်းမှာစားခဲ့တဲ့ဒီဟင်းတချို့လေးတွေကိုလည်းပြထားပေးမယ်ပေါ့နော်ဒီလိုကိုကအကြောင်းရင်းမျိုးကြောင့်မလို့အသားမစားဘူးဆိုလို့ရှိရင်လည်းအလွယ်ကူဆုံးအမြန်ဆန်ဆုံးနဲ့အထီရောက်ဆုံးကတော့ဗာလဲ protein ရဖို့ဆိုလို့ရှိရင်ကြက်ဥပြုတ်စားပေါ့နော်ကြက်ဥကိုကြောမစားဘဲနဲ့အပြုတ်ပဲစားပါကြက်ဥပြုတ်ကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းကြိုက်အောင်ကျင့်ယူပေါ့နော်ကိုကတော့ခင်ဗျားကျတော့တရက်ကိုကြက်ဥတစ်လုံးလုံးကိုပေါ့နော်အကောင်အနှစ်ကောပါတာနှလုံးထပ်ပုံမစားဘူးကျန်တဲ့ဘိုက်စားတယ်မကင်ကျုပ်အဖြူရောင်အကာပဲစားရပေါ့နော်အဲ့ဒါ protein တွေအများကြီးပါပါတယ်အဲ့တော့ကျုပ်ပြုတ်များစားပါလို့အဲ့တော့စားတော့ပြောပြီးဆိုတော့အနေထိုင်ပြောမယ်ပေါ့နော်။ညီကကျတော့အနေထိုင်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လှုပ်ရှားနေတဲ့လူထဲမှာပါပါတယ်။ဒီမျိုးစိန်နေတဲ့လူမဟုတ်ပါဘူး။ခင်ဗျာ YouTube ကခုမှစလုပ်တယ်ဆိုရင်လည်းခင်ရဲ့တခြားလောက်ရမယ့်အလုပ်တွေအကုန်လုံးအယုံဆူစားရမယ့်အလုပ်တွေရင်းစိန်ထိုင်ပြီးတော့သပွဲခုံမှာထိုင်ပြီးတော့လောက်ရတဲ့လုပ်တွေပေါ့နော်အထိုင်များပါတယ်။ဒါပေမဲ့ဘယ်လိုပဲထိုင်များကိုကနိုင်ဝက်45မိနစ်တနာရီလောက်နေလို့ရှိရင်ငါရှောက်ချင်လာအဲ့နေရာမှာမနေချင်တော့ဘူးနော်ကိုယ့်ရဲ့စိတ်ကငြိမ်မနေတတ်တဲ့အကျင့်ရှိရပေါ့နော်အဲ့တော့ခင်ဗျားကျအပေါ်အောက်ဆင်းတာပဲဖြစ်ဖြစ်အပေါ်အောက်ဆင်းနေဆိုလို့ရှိရင်တော့လေကအတက်ဆင်းမှကိုကရိုးမတက်ဘူးရိုးမဆင်းဘူးပေါ့နော်ခုံပြီးတော့တက်တယ်ခုံပြီးဆင်းတယ်အဲ့လိုမျိုးအကျင့်ရှိပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒါမှမဟုတ်လေကိုကဒီလမ်းလျှောက်တယ်ပေါ့နော်ကိုကဒီဘက်လမ်းလျှောက်တယ်အနည်းဆုံး9မိနစ်လောက်တော့ရှိပါတယ်ဒီနိုင်ဝက်တနာရီလောက်ပဲအထိုင်များတဲ့အလုပ်ပဲဖြစ်ပါသေးအဲ့လိုတနာရီချတစ်ခါလောက်ကတော့9မိနစ်လောက်ကတော့အိမ်မှာတော့ပဲဖြစ်ရေတောက်တာပဲဖြစ်အဲ့လိုမျိုးလမ်းလျှောက်လေးရှိရပါတော့9မိနစ်လောက်ချပြီးတော့လမ်းလျှောက်လေးရှိပါတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ metabolism ကောင်းစေပါတယ်ဝိချဖို့ဆိုလို့ရှိရင် metabolism ကောင်းဖို့အရင်ရေးကြည့်ပါတယ်ဒီကျန်တဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်တော့ခင်ဗျာကျတော့ပုံမကောက်ကာရီကိုဖြစ်လုပ်တယ်အိမ်မှာခါလေးကြောက်လို့ရှိရင်ဒီအလေးတုံးသေးလေးနဲ့မပြီးတော့စော့တယ်ပြီးတော့တစ်ခါလေးကြောက်လို့ရှိရင်ဖလားကြီးစော့တယ်ပေါ့နော်တရားတစ်ခါတစ်ပတ်ကို3ရက်ထပ်ပို့စော့ပါဘူးခင်ဗျာကျတော့ဗာလဲကိုယ့်ရဲ့အစီအစဉ်နဲ့ကိုပေါ့နော်တစ်ပတ်ကို3ရက်ထပ်ကတော့ပို့စော့ဘူးအိမ်မှာ workout လုပ်တယ်ဆိုလို့ရှိရင်ကိုကဒီအလေးတုံးနဲ့ပဲမဒီလိုကာရီကိုပဲစော့ပေါ့နော်ကာရီကိုတရက်ပြီးတော့အလေးတုံးမှတရက်ပြီးလို့ရှိရင်ဖလားကြီးတရက်စော့တယ်အိမ်မှာစော့တယ်ဆိုရင်30မိနစ်ထက်မပိုတစ်ခါကျရင်မိနစ်20ပဲစော့တယ်ပြင်းတဲ့အချိန်ကြလို့ရှိရင်တစ်ခါကြလို့ရှိရင်လည်းနိုင်ဝက်စော့ရပေါ့နော်ဒါပေမဲ့ဖလားကြီးစော့ရနေရတော့တနားကြရပေါ့နော်ဒါပေမဲ့အမှန်တမ်းပြောရင်ပြင်သွားပြီးတော့အဲ့လိုသွားမှာအရင်ပြင်းတဲ့အတွက်ကြောင့်မလို့ဖုံးမော့ကောက်ပဲလုပ်ဖြစ်တာများတယ်ဖလားကြီးကတော့တစ်လောက်ကိုတစ်ခေါက်တောင်မှသွားဖြစ်ချင်မှသွားဖြစ်တာပေါ့နော်လေ့ကျင့်ရလုပ်တယ်ဆိုလို့ရှိရင်ကိုအားရှိဆုံးချိန်ကိုရွေးပြီးတော့လုပ်ပါတချို့လူတွေကကျတော့မနက်ပိုင်းစော့ရတယ်များတယ်ပေါ့နော်မနက်ပိုင်းမနက်စာစားပြီးလို့ရှိရင်မနက်စာနေပါစားပြီးလို့ရှိရင်ဂျင်တော့လိုပါလုပ်ကြရတယ်ပေါ့နော်ခင်ဗျာကျတော့ဒီရဲ့အားရှိဆုံးချိန်က12နာရီကနေပြီးတော့4နာရီဖြစ်ပါတယ်အဲ့တော့နေ့လယ်12နာရီထမင်း
နေ့လည်စာစားပြီးဆိုတာနဲ့ထမင်းမဟုတ်ဘူးနော်နေ့လည်စာစားပြီးဆိုတာနဲ့ကိုက2 နာရီလောက်ဆိုလို့ရှိရင်လေ့ကျင့်ခန်းလုပ်တယ်နိုင်ဝက်လုပ်တယ်လုပ်ပြီးတော့ခါကျတော့ခဏနားတယ်ပြီးရင်4 နာရီ3 နာရီခွဲ4 နာရီဆိုလို့ရှိရင်ညစာစားရေးပေါ့နော်အဲ့လိုမျိုးပေါ့နော်လူတယောက်နဲ့သူအားရှိတဲ့ချိန်တော့မတူဘူးကိုယ့်ရဲ့အားရှိဆုံးချိန်ကိုပဲလေ့ကျင့်ခန်းလုပ်ပါလို့ပြီးတော့ခါကျခင်ဗျားကျတော့ portion ညနေစာကို portion ရမ်းများတာစားတယ်ဆိုပေမဲ့ညနေစာစားပြီးတော့ခင်ဗျားထိုင်နေရမဟုတ်ပါဘူးညနေရောက်လို့ရှိရင်ထမင်းစားပြီးဆိုတာနဲ့အိမ်ကကလေးတွေရှိရပေါ့နော်အိမ်ကကလေးတွေကိုကလေးသွားကြောင်းတယ်ပေါ့နော်ကလေးသွားကြောင်းတယ်အဲ့မှာအနည်းဆုံးလမ်းလျှောက်တာနိုင်ဝက်ရှိပါတယ်ခါကျရင်ပြေးရရပိုင်းအောင်ရှိရပေါ့နော်အဲ့လိုမျိုး activity တွေရှိပါတယ်တကယ်တော့တရက်လုံးမှာဒါကတော့တရက်တည်းမဟုတ်ဘူးနော်နေတိုင်းနီးပါလုပ်ဖြစ်တဲ့ activity ဖြစ်ပါတယ်အဲ့တော့ဒီမနက်ကနေညနေထိစရည်လိုက်မယ်ဆိုရင်ခြေလမ်းမအနည်းဆုံး1000ရှိပါတယ်လမ်းလျှောက်တာကြီးပဲတီးတန့်တော့လေ့ကျင့်ရမှာပါဘူးအဲ့တော့ခင်ဗျားတို့ဒီစားတာညနေပိုင်းစားတာဒါပေမဲ့လုံးလုံးရှာနေတယ်အဲ့တော့ကြောင့်မလို့ခင်တိတ်ပြီးတော့အဲ့လောက်ကြီးဒီမဝလာဘူးပေါ့နော်မဝလာတဲ့အကြောင်းအရာအဲ့ဒါကြီးပါတယ်ပြီးလို့ရှိရင်ညနေကြလို့ရှိရင်လည်းခင်ကကလေးကျောင်းပြီးလို့ရှိရင်အဲ့လိုပဲညကြလို့ရှိရင်လည်းကိုကဒီလှုပ်ရှားရှိရလောက်တယ်ထိုင်ပြီးလှုပ်တယ်ဆိုပေမဲ့လည်းကိုကထိုင်မနေဘူးအဲ့လိုဖုန်းသုံးနေဆိုလို့ရှိရင်လည်းအဲ့လိုထိုင်ပြီးတော့ဆိုဖာပေါ်မှာအဲ့လိုအိတ်ကရင်ပေါ်မှာထိုင်ပြီးတော့အဲ့လိုဖုန်းသုံးနေရမဟုတ်ဘူးဒီလမ်းလျှောက်ပြီးတော့ဖုန်းသုံးပါတယ်တကယ်ထိုင်ရမယ်အောင်ဆိုင်မဲ့ချိန်ရောက်မှဒါထိုင်ပြီးတော့လုပ်တာပါကျန်တဲ့ချိန်တွေအကုန်လုံးကိုလမ်းလျှောက်ပြီးတော့ပဲလုပ်ပါတယ်ဥမာတကယ်လို့ audio တွေနားထောင်နေဆိုလေလမ်းလျှောက်ပြီးတော့ပဲနားထောင်တယ်ပြီးတော့တကယ်လို့ကိုတကယ်ခုလုံးဆရာရှိရဲ့ message တွေပို့မယ်ဆိုရှင်လည်းလမ်းလျှောက်ပြီးတော့ပဲပို့ပါတယ်အကုန်လုံးထိုင်နေရမဟုတ်ဘူးလမ်းလျှောက်နေရများတယ်အဲ့တော့ကိုယ့်ရဲ့ activity ထဲမှာပြောချင်တာကတော့လမ်းများများလျှောက်ပေးပါကိုကရေများများတောက်ပေးပါဒီကိုတရက်ကိုပေါ့နော်တရက်ကိုအနည်းဆုံး3 လီတာနဲ့အထက်တောက်ပေးပါပြီးလို့ရှိရင်coffee တောက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကဖြစ်နိုင်လို့ရှိရင် syrup ပါတဲ့ဟာတွေအချိုထက်မတောက်ပါနဲ့ syrup ပါတဲ့ဟာတွေမတောက်ပါနဲ့ဖြစ်နိုင်မယ်ဆို black coffee တို့ဘာလို့တောက်စေချင်ပါတယ်တကယ်လို့ coffee တောက်တယ်ဆိုလို့ရှိရင်လည်းတခုတည်ထားမှာပေါ့နော် coffee ကကျတော့ကိုယ့်ရဲ့ရေဓာတ်တွေကိုယ့်ရဲ့အာဟာရတွေအကုန်လုံးကိုစုပ်ယူနိုင်တဲ့ရှိတဲ့အတွက်ကြောင့်မို့လို့အစာမစားခင်နဲ့အစာစားပြီးရဲ့ချိန်မှာနိုင်1 နာရီပေါ့နော်1 နာရီလောက်တော့အနည်းဆုံးချပေးပါပြီးတော့နောက်တစ်ခါကျတော့အစာစားတဲ့ချိန်ပေါ့နော်ရေနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်အစာစားတဲ့ချိန်မှာအစာမစားခင်မှာရေကိုသူများတွေကတော့တောက်ဖို့ပြောရပါတော့ခဏတော့ကတော့အဲ့ရေဘယ်လောက်ပဲတောက်လဲအစာစားနိုင်တယ်ညနေဆိုလို့ရှိရင်အဲ့တော့ကိုတော့မဟုတ်ဘူးဒါပေမဲ့အခုရှိတာတော့ကိုအစာစားပြီးတဲ့အချိန်မှာပဲပြအစာစားနေတဲ့အချိန်မှာပြရေရမ်းတောက်တယ်ပေါ့နော်ရေမတောက်ပါနဲ့လို့တကယ်လို့ကိုကနေနေဆိုလို့ရှိရင်ဟင်းနွေးလေးတငုံလောက်ပေါ့နော်အနေပြေလေးပဲတောက်အောင်တောက်ဒါမှမဟုတ်လေရေနွေးလေးပေါ့နော်ရေနွေးလေးကိုတငုံလောက်ပဲအမြင်ပြေုံလို့ဒီဟိုကလည်းအာသာပြေုံလောက်ပဲတောက်တာပြင်တော်ပါတယ်ဘမို့ဆိုရှင်တချို့လူတွေဆိုခင်တွေ့ဘူးပဲပေါ့နော်ဟိုထမင်းစားနေတဲ့အချိန်မှာရေခဲတွေကိုဆိုတောက်လိုက်တယ်အဲ့ဟာဘာလဲဆိုတော့ဟိုကျမတွေအတွက်လည်းမကောင်းဘူးပြီးရင်ဒီအစီဆိုလဲအစီတွေကခဲတော့ခဏကိုရမ်းပါလေအဲ့တော့ခါကျတော့ဒီဘိုင်းဖြစ်ဖို့ကအရန်ခက်ခဲသွားပြီပေါ့နော်အဲ့တော့ဖြစ်နေလို့ရှိရင်ရေလုံးဝမတောက်ပါနဲ့မိနစ်20ချပေးပါပြီးတော့နောက်ထပ်အကြံပေးချင်တာခမင်းစားတဲ့အချိန်ကြလို့ရှိရင်ပေါ့နော်ကိုကမြန်ဆန်စားတယ်အဲ့ဒါလည်းမကောင်းပါဘူးမြန်ဆန်မစားဘဲနဲ့မိနစ်20လောက်အချိန်ဆွဲပြီးစားပေးပါအဲ့ဒါဆိုလို့ရှိရင်ပိုရှင်စားကလည်းပို့ပြီးတော့ဟိုပါပို့ပြီးတော့နဲသွားမယ်ပေါ့နော်ခင်ဆိုအဲ့လိုဒီကျင့်ကြံတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ခန္ဓာကိုယ်ကအုံနောက်ကိုဘိုက်ဝပြီဆိုတဲ့အကြောင်းကိုပို့ဖို့အတွက်ကမိနစ်20ကြာပါတယ်အဲ့တော့ကြောင့်မလို့ကိုကဒီ10မိနစ်15မိနစ်လောက်ကြာမှာကွာဝေါဆိုအဲ့လိုမြန်စားရဆိုရင်ကိုယ်စိတ်ထဲမှာဘိုက်ဝလို့ထန်တကယ်ကြဘိုက်ဝနေပြီတကယ်ကြဒီ portion ကဘိုက်ဝနေပြီပေါ့နော်ဘိုက်ဝနေပြီကိုကဘိုက်ဝနေရမသိပဲနဲ့စားမိသွားမျိုးရှိအဲ့ကြောင့်မလို့ထမင်းကိုအစားတောက်စားရဲဆိုလို့ရှိရင်လည်းဖြည်းဖြည်းလေးစားပေးပါလို့မိနစ်20လောက်ကြာအောင်ဒီကြီးဆုံးတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့အေးဝဖို့လိုပါတယ်ကိုကအနည်းဆုံးဖြစ်နိုင်မယ်ဆိုရှင်တော့9နာရီနဲ့အခန်းဒီတိုင်းအိပ်ပေးပါပြီးတော့ဒီ12နာရီမကျော်စီနဲ့ပေါ့နော်အိပ်တာဒါပေမဲ့ခင်ဗျားကျတော့ဒီဟာကိုပြောရဆိုရင်ခင်ဒီကိုယ်တိုင်ကမကျင့်သုံးပါဘူးဒါပေမဲ့ကျင့်သုံးဖို့လိုပါတယ်အေးရေးပြတ်တယ်ဆိုလို့ရှိရင်အရန်ဝါလွယ်ပါတယ်အေးမောရတဲ့လူတွေကအရန်ဝါလွယ်ပေါ့နော်ခုကိန်းဆိုလို့ရှိရင်ဒီနောက်ပိုင်းဆိုပို့ပြီးတော့အေးပြတ်တယ်ညဆိုလို့ရှိရင်တိတ်မရှိဘူးမနေ့2နာရီ3နာရီမှအိတ်တဲ့နေ့တွေကများရပေါ့နော်ဒါပေမဲ့အေးဝါးတဲ့နေ့တွေဆိုရှင်ဒီအေးကို2ရက်3ရက်လောက်ပေါ့နော်2ရက်3ရက်လောက်အေး9နာရီ10နာရီလောက်အိတ်တဲ့နေ့တွေဆိုရှင်ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ကိုခံစားရတာပြီးတော့ဝိတ်ကဟိုစားသလောက်အဲ့လောက်ကြီးတက်မသွားဘူး
အေးမဝိုင်းရက်ဒီဆိုလို့ရှင်ကိုခဏကိုကလေစားနေနေစားလဲစီစိတ်နေပါစားနေတာစားလဲဝိတ်တက်တာမြင်တယ်အဓိကဘိုက်တွေပါထွက်တယ်ပေါ့နော်ဘိုက်တွေပါပူတယ်အဲ့လိုဟောင်းတယ်ပေါ့နော်ပြီးတော့ခါကျနောက်တစ်ခါကျတော့စားလဲလျှော့စားတာစားတွေစီတွေအဲ့လိုမျိုးတွေလျှော့စားပါတော့ခင်ရကြလဲလူကလေးကအငန်ကြိုက်တဲ့သူမဟုတ်ဘူးအငန်ကြိုက်တဲ့လူမဟုတ်ဆိုတော့အဲ့အရာတွေကတော့ထွေထူးပေါ့နော်ခင်အတွက်ကတော့တိတ်ပြီးတော့ဗာလဲသွားပြီးတော့ရှောင်စရာမလိုတဲ့ဟာပေါ့နော်အငန်အစီစိတ်အကျော်လော်တရားဟိုင်လုံးမဟုတ်လို့ရှင်တော့မှဒီအထူးမြင်မှာဟင်းနေပေါ့နော်တရားဟိုင်လုံးမဟုတ်လို့ရှင်တော့မှ80ရာခိုင်နှုန်းအနည်းဆုံး60ရာခိုင်နှုန်းကတော့ဖြတ်ပြီးတော့စားသင့်ပါတယ်တကယ်ကျတော့ရေရှည်မှာကျတော့လေအဲ့ဒါတွေကဗာလေကိုယ့်အတွက်ကောင်းကျိုးလည်းမရှိဘူးပေါ့နော်ပြီးတော့စားလို့ကောင်းတာတော့ပဲကောင်းကျိုးလည်းမရှိဘူးကျန်းမာရေးလည်းထိနိုင်တယ်ပေါ့နော်ဒီဝါတာမွားတာထက်ပြီးတော့ဒီတလခွဲအတွင်းမှာဝိတ်ဘလိုချခဲ့လဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကိုကြံပေးချင်တာတော့တကယ်လို့ကိုကဒီ journey ကိုစတင်မယ်ဆိုလို့ရှိရင်စိတ်အရင်ပြတ်သားဖို့လိုပါတယ် commitment ရှိဖို့လိုပါတယ်တကယ်လို့ကိုကစိတ်မပြတ်သား commitment ရှိရဆိုလို့ရှိရင်တော့မလုပ်တာပဲကောင်းတယ်ပေါ့နော်လုံးမဆိုလို့ရှိရင်လည်းတဝက်ရောက်မှတခါလေကိုကပြန်ပြီးတော့စဆုံးပြန်လုပ်နေရလိမ့်မယ်ပေါ့နော်နေရကြတော့ဒီနီလန်းကိုကိုယ်တိုင်ကျင့်သုံးတာ10စုနှစ်ရှိပါပြီ10စုနှစ်တောင်ကျော်ပြီပေါ့နော်ဒီခါလေးကြလို့ရှိရင် weight ကချိုးလာရဆိုလို့ရှိရင် weight က130 135ပေါ့နော်အဲ့လောက်ထိတက်တယ်တက်ပြီးတော့ခါကျတော့တခါတည်းတစ်လခွဲ2လအတွင်းမှာ100လောက်ရောက်သွားတဲ့ချိန်တွေလည်းရှိရပေါ့နော်ဒီ10နှစ်တာကာလအတွင်းမှာခင်ကြီး weight ချတဲ့ပုံစံဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုရှိတာကျတော့ခင်ရကြတော့ဒီအရင်တော့ဆိုလို့ရှိရင်အရင်တော့ဝိစားချတော့ဆိုလို့ရှိရင်အစားတောက်မှတ်တဲ့ဘဝကနေပြီးတော့ဗောနော်ချက်ချင်းဒီတောက်3ရက်ဗောနော်အစာလုံးကဖျက်ချပြီးတော့3ရက်လုံးဘာစားမှမစားဘဲနဲ့ဒီတောက်ပဲတောက်တယ်ဗောနော်အရင်တော့ခင်တောက်တဲ့ယောက်ျားဂျန်ဂယ်ဒီတောက်ဗောနော်အရန်ကြိုက်တယ်အရန်ကောင်းတယ်ဗောနော်ခင်ကအဲ့လိုမျိုးကိုကပြင်းလို့လားတော့မသိဘူးဗောနော်ကိုကအဲ့လိုဒီတက်တာရနေယူပြီးတော့တောက်လိုက်ရုံပဲလေဘာမှစားကြတယ်လို့ချက်စရာလည်းမလိုတော့ဘူးအဲ့တော့ခါကျတော့ကိုကပြင်းတာလေတမျိုးကောင်းတယ်မျိုးစုံလုပ်ခွဲပေါ့နော်ဒါပေမဲ့ဗာလဲ supplement တွေဒီပိန်ဆေးတွေတောက်တာတော့ခင်အားမပေးပါဘူးဘာလို့လဲဆိုတော့ခင်ကိုယ်တိုင်လည်းအဆိုင်သမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိန်ဆေးကိုတော့ရှောင်စေချင်ပါတယ်ပြီးတော့ခင်ရကြတော့ဘာလုပ်လဲဆိုတော့အရင်တော့ဒီတောက်တဲ့ချိန်ကတော့အခုပေါ့နော်ပြီးတော့နောက်တစ်ခါကျခင်ကြတော့အရန် passionate ဖြစ်တယ်တခုလုပ်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့နေ့လယ်တနာရီလောက်ကနေည9နာရီထိကျင်သွားတယ်လွန်ခဲ့တဲ့လောက်တော့8နှစ်လောက်တုန်းကပေါ့နော်ကင်စပြီးတော့အဲ့လိုကင်ရကြောင့်နီလန်းမျိုးစုံသုံးတာပေါ့နော်ကိုသုံးတဲ့နီလန်းတွေကတော့စုံပဲကိုတကယ်ပြောချင်တာကတော့ကိုပိန်ရင်စိတ်ရှိဖို့ပဲလိုပဲပေါ့နော်ကိုပိန်ရင်စိတ်ရှိရဆိုလို့ရှင်ဒီတစ်လဝယ်မဟုတ်တစ်လအတွင်းလည်းပိန်တယ်ပေါ့နော်ဒါတော့ကိုယ့်ရဲ့ body structure ကိုဘယ်လိုဝလဲပေါ့မူတည်ပြီးတော့ပေါ့နော်ကိုတော့နားလည်ရမယ်ကိုကဘယ်လိုလုပ်ရင်ပိန်တယ်ကိုဘယ်လိုလုပ်ရင်ဝတယ်ကိုကောင်းကောင်းနားလည်ဆိုလို့ရှိရင်ကိုခန္ဓာကိုယ်ကောင်းကောင်းထိန်းလို့ရတယ်ပေါ့နော်ထိန်းဆိုလို့ရှိရင်အစားတော့အဲ့လောက်ရှောင်တဲ့ထဲမှာမပါဘူးအဲ့တော့ဆိုလို့ရှိရင်ရင်တော့လွန်ခဲ့တဲ့8နှစ်တုန်းကဆိုလို့ရှိရင်ကိုကမနေ့မဟုတ်နေ့လေတနားရီလောက်ကနေစသွားပြီးတော့ဒီလို class တွေဝင်တာပေါ့နော်ပြေးတယ်ပြီးတော့ spinning ဝင်တယ်ဘာရိုက်တာဝင်တယ်ဘာဝင်အကုန်လုံးပေါ့အဲ့ဒီမှာရှိသမျှ class တွေအကုန်ဝင် join တယ်အဲ့လိုအကုန်ဝင် join တယ်ကာဒီယိုလည်း join တယ်ဇွန်ဘာအကုန်လုံးဝင် join တယ်အကုန်လုပ်တယ်ပေါ့နော်အဲ့ယောဂဘာအကုန်9နာရီမှအိမ်ပြန်တာပါတနာရီကနေ9နာရီထိကျင်သွားတယ်အဲ့ဒါတရက်တည်းမဟုတ်ဘူးเนาะအဲ့2လလောက်အဲ့လောက်နေတိုင်းအဲ့လိုတစ်ပတ်ကိုတစ်ခေါက်လောက်ပဲနားရတယ်နဲ့အဲ့နေတိုင်းအဲ့လိုသွားတယ်အဲ့မှာလဲ135ကနေပြီးတော့ပေါင်135လောက်ပေါ့နော်135လောက်ထိခါရဘုံကိုတန်းကျသွားအဲ့လိုမျိုးပြန်ကြတော့အဲ့လိုပြောချင်တာတစ်ခုကတော့တစ်ခုလုံးမယ်ဆိုရှင် commitment ထားပါအဲ့တော့ဒါလေးကခင်ဒီဝေးချရဲ့နီလန်းတွေပဲဖြစ်ပါတယ်အားလုံးပဲကြက်ကြမယ်လို့မျှော်လင့်ပါတယ်တကယ်လို့ကိုတင်စီခြင်းနဲ့ပြောစီခြင်းတဲ့ဗီဒီယိုလေးရှိရဆိုလို့ရှင်လည်း comment မှာရေးခဲ့ပေးပါအားလုံးပဲစိတ်ချမ်းသာကျန်းမာပျော်ရွှင်လှပနိုင်ကြပါစေလို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော် bye bye